မင်္ဂလာပါ Wishes to the Universe Channel မှာကြိုဆိုလိုက်ပါတယ်။ကျွန်မဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့2026ခုနှစ်အတွက် Aquarius တွေရဲ့ကံကြမ္မာဟာဘယ်လိုရှိမလဲ၊ဘာတွေပြောင်းလဲလာမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်။အခုလက်ရှိအချိန်ကာလဟာဆိုလို့ရှိရင်လည်း Aquarius တွေရဲ့မွေးနေ့အပိုင်းအခြားကိုရောက်ရှိနေပြီဖြစ်တာကြောင့်2026ခုနှစ်အတွက်ကံကြမ္မာကိုမပြောပြခင်မှာ Aquarius လေးတွေရဲ့စိတ်နေစိတ်ထားတွေcharacter တွေကဘယ်လိုပုံစံမျိုးရှိသလဲဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့အရင်ဆုံးပြောပြပေးသွားပါမယ်။ Aquarius လေးတွေဟာဆိုလို့ရှိရင်သူတို့ကလွတ်လပ်မှုကိုအရင်မြတ်နိုးတဲ့သူတွေဖြစ်ပါတယ်။ဒီရာသီဘွားလေးတွေကသူတို့ရဲ့ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းတွေသူတို့ကိုယ်ပိုင်ကဘာတွေရှိရပေါ့နော်သူတို့ကတစုံတစ်ယောက်ရဲ့ထိန်းချုပ်မှုကိုခံရတာကိုမနစ်သက်ကြပါဘူးသူတို့ကိုအဲ့လိုမျိုးထိန်းချုပ်ထားတဲ့အရာတွေရှိတယ်ဆိုလို့ရှိရင်လည်းသူတို့ကအဲ့ဒီအရာတွေကနေပြီးတော့အဝေးဆုံးကိုထွက်ပြေးသွားတတ်ပါတယ်ပြီးတော့ Aquarius တွေကစိတ်ကူးစိတ်သန်းကောင်းပြီးတော့စိတ်ကူးရင်တတ်တဲ့သူတွေဖြစ်တယ်ပေါ့နော်သူများနဲ့မတူကွဲပြားတဲ့အတွေ့အကြုံသူတို့မှာရှိတယ်အဲ့ဒါကြောင့်မလို့တခါတလေဆိုလို့ရှိရင် society မှာဆိုလို့ရှိရင်သူတို့ရဲ့တွေးခေါ်ပုံတွေးခေါ်နေတာသူများနဲ့မတူတဲ့အတွက်နည်းနည်းပုံစံကွဲထွက်နေတတ်တယ်ပေါ့နော်ပုံစံကွဲထွက်တယ်ဆိုလို့သူတို့တွေကတတိပုဂ္ဂလနေပြီးတော့လူမှုအတိုင်းဝိုင်းနဲ့မဝင်ဆက်တဲ့လူတွေလည်းမဟုတ်ပြန်ဘူးသူတို့ဟာဆိုလို့ရှိရင်အရန် social ကောင်းကြတယ်ပေါ့နော်ဘယ်လိုပြောရမလဲဆိုတော့သူကမိတ်ဆွေအပေါင်းအသင်းဝင်ဆက်နေသူတို့မှာကခင်မင်တဲ့လူတွေအများကြီးရှိတယ်ဒါပေမဲ့သူတို့ရဲ့တကယ်အတွင်းထဲကစိတ်ကတော့သူတို့တယောက်တည်းနေရတာကိုပိုသဘောကျတယ်သူတို့လွတ်လွတ်လပ်လပ်ပေါ့နော်တယောက်တည်းနေပြီးတော့ကိုစိတ်ကူးခြင်းရာစိတ်ကူးကိုယ့်ရဲ့အတွေးခေါ်လေးနဲ့အေးဆေးဆေးနေရတာကိုသဘောကျတဲ့လူတွေပါဒါပေမဲ့လူမှုပတ်ဝန်းကျင်မှာကျတော့လေသူက social ကောင်းတဲ့သူတွေဖြစ်နေပြန်ရောအဲ့လိုမျိုးတွေးခေါ်ရတာတွေကြိုက်တာတို့သူများနဲ့မတူတဲ့ idea တွေးခေါ်မှုတွေရှိတဲ့အတွက်ကြောင့်မလို့သူတို့တွေကဘယ်လိုနေရာတွေမှာပို့ပြီးတော့အောင်မြင်တတ်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့ကိုယ်ပိုင်ဖန်တီးမှုနဲ့လုပ်ကိုင်ရတဲ့နေရာပေါ့နော်ကိုယ်ပိုင် creation တွေနဲ့လုပ်ကိုင်ရတဲ့အလုပ်တွေမှာဆိုလို့ရှိရင်သူတို့တွေကအောင်မြင်တတ်ပါတယ်နောက်ထပ် character လေးတွေကတော့ Aquarius တွေကဟန်ဆောင်ရတာကိုမုန်းပါတယ်တဲ့သူတို့ကသူတို့ဖြစ်ချင်တဲ့အရာကိုဒဲတူပဲပြောတတ်ကြပါတယ်သူတို့ကြိုက်ရင်ကြိုက်တယ်မကြိုက်ရင်မကြိုက်ဘူးပေါ့နော်သူတို့ကအဲ့လိုမျိုးကြွယ်ရမှာအတင်းပြောတဲ့ဟာမျိုးကိုလည်းသူတို့မနှစ်သက်ပါဘူးဘာလို့လဲဆိုတော့သူတို့ကလူတစ်ယောက်ကိုမကြိုက်လို့ရှိရင်မကြိုက်တဲ့အတိုင်းပဲဆက်ဆံတတ်တယ်ပေါ့နော်ဒီလိုမကြိုက်ဘူးဆိုလို့ရှိရင်မကြိုက်ဘူးသူတို့မဆက်ဆံဘူးအဲ့လိုပုံစံမျိုးနဲ့ပဲနေတတ်ပါတယ်တဲ့ပြီးတော့ Aquarius တွေကအရန်ပြတ်သားပါတယ်သူတို့ကသူတို့ချစ်ပြီဆိုလို့ရှိရင်လည်းအဆုံးထိချစ်ပေးတတ်ကြတယ်ဘာမှလိုလေသေးမရှိအောင်ကိုယ့်ဘက်ကပေးဆက်ပြီးတော့ချစ်ပေးတတ်ကြတယ်ဒါပေမဲ့သူတို့မချစ်တော့ဘူးသူတို့မုန်းသွားပြီဆိုလို့ရှိရင်လည်းသူတို့ကလုံးဝလက်မကြည့်တတ်ကြပါဘူးတဲ့သူတို့ကအရန်စိတ်ပြတ်သားတယ်ပေါ့နော်အဲ့ဒါကြောင့် Aquarius တွေချစ်ပေးနေရဆိုလို့ရှိရင်တန်ဖိုးထားပေးလိုက်ပါဘာလို့လဲဆိုတော့သူတို့လုံးဝမချစ်တော့ဘူးဆိုလို့ရှိရင်လုံးဝဘာကြီးဖြစ်နေလဲလှည့်မကြည့်တတ်လို့ပါပဲတကယ်လို့ Aquarius လေးတွေကိုနားလေရခက်နေရဆိုလို့ရှိရင်ဒီအချက်ကလေးတွေကိုတတိထားပေးစေချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့ကနားလေရခက်တာတော့မဟုတ်ဘူးသူတို့ရဲ့စိတ်ခံစားချက်တွေကိုအကုန်လုံးထုတ်မပြတတ်ပါဘူးသူတို့ relationship မှာဆိုလို့ရှိရင်လည်းသူကချစ်တော့ချစ်တယ်ဒါပေမဲ့သူ့ရဲ့ချစ်တဲ့ဟာကို 100% တော့ထုတ်မပြတတ်ဘူးလုံးလုံးကြီးထုတ်မပြတတ်တာမျိုးလည်းမဟုတ်ဘူးပေါ့နော် 100% ထုတ်မပြတတ်တာပါတခါလေလူမှုအတိုင်းဝိုင်းမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့အပြုအမူလေးတွေကခံမရခက်နေတတ်ပါတယ်ပြီးတော့သူတို့က overthinking လည်းအရန်ဖြစ်တဲ့ zodiac sign လေးတွေလည်းဖြစ်ပါတယ်အဲ့တော့ဒါလေးတွေကတော့ Aquarius လေးတွေရဲ့ရေပူရစရိုက်လက္ခဏာလေးတွေ general character လေးတွေပဲဖြစ်ပါတယ်
အခုဆက်ပြီးတော့ပြောပြပေးသွားမှာတော့2026ခုနှစ်မှာ Aquarius လေးတွေရဲ့ကံကြမ္မာကဘယ်လိုရှိမလဲဘာတွေအပြောင်းအလဲတွေနဲ့ကြုံရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့အသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့အလုပ်အကိုင်နဲ့ငွေရေးကြေးရေးအကြောင်းပဲဖြစ်ပါတယ်ပထမဆုံးအလုပ်အကိုင်ကိုအရင်ပြောမယ်ပေါ့နော်2026ခုနှစ်မှာAquarius တွေအတွက်အဓိကပြောင်းလဲမှုကတော့အလုပ်ကိုင်ပြောင်းလဲမှုဖြစ်ပါတယ်အဲ့တော့ကိုကအလုပ်တွေပြောင်းချင်နေတာကြာပြီအလုပ်အသစ်တွေရှာနေတဲ့လူတွေဒါမှမဟုတ်ရင်ဒီလမ်းကြောင်းမဟုတ်ကိုရှောက်နေတဲ့လမ်းကြောင်းမဟုတ်ဘဲနဲ့နောက်ထပ်လမ်းကြောင်းအသစ်တွေကိုရှာဖွေနေတဲ့လူဆိုရင်တော့ဝမ်းသာလိုက်ပါဘာဖြစ်လို့လဲဆိုတော့2026ခုနှစ်မှာကတင့်အတွက်အပြောင်းလဲတွေကစောင့်မျှော်နေလို့ပဲဖြစ်ပါတယ်ကိုကတကယ်လို့ပြောင်းလဲခြင်းစိတ်မရှိဘူးဆိုလို့ရှိရင်ဒါမှအပြောင်းလဲကကိုယ့်စီကိုတက်တက်ရောက်လာပါလိမ့်မယ်ဒါပေမဲ့ကျမတို့2026ခုနှစ်ရဲ့ပထမနှစ်ဝက်ပိုင်းနေမှာဆိုလို့ရှိရင်တော့ဒီ Saturn ဂျိုရဲ့ energy လွှမ်းမိုးမှုကြောင့်ပေါ့နော်အလုပ်အကိုင်တွေစီးပွားရေးအပိုင်းတွေမှာဖိအားတွေ stress တွေနဲ့ကြုံရပါလိမ့်မယ်ဒီလိုအရာတွေကြောဖြတ်ပြီးသွားလို့ရှိရင်တော့2026ခုနှစ်နှစ်ဝက်နောက်ပိုင်းမှာပို့ပြီးတော့အောင်မြင်မှုတွေရရှိလာပါလိမ့်မယ်အထူးသဖြင့်အလုပ်ထဲမှာဩဇာအာဏာကြီးတာတို့ယာရုတက်တာတို့အဲ့လိုမျိုးတွေကြုံရလိမ့်မယ်ပြီးတော့ကိုပိုင်အလုပ်လုပ်တဲ့သူတွေဆိုလို့ရှိရင်လည်းကိုပိုင် creation အားကောင်းနဲ့လုပ်တဲ့လူတွေဟာပို့ပြီးတော့အောင်မြင်မှုရရှိလာပါလိမ့်မယ်နည်းပညာပိုင်းဆိုင်ရာအလုပ်တွေdigital ဘိုင်းနဲ့ဆိုင်တဲ့အလုပ်တွေဒီ online နဲ့ပတ်သက်ပြီးတော့လုပ်ရတဲ့အလုပ်တွေပေါ့နော်အဲ့လိုလုပ်တဲ့လူတွေကပို့ပြီးတော့2026ခုနှစ်ထဲမှာအောင်မြင်မှုတွေရရှိလာပါလိမ့်မယ်ငွေကြေးပိုင်းမှာဆိုလို့ရှိရင်တော့ငွေကပေါ့နော်ကိုယ့်စီကိုဝင်သလောက်ပြန်ထွက်နေတတ်ပါတယ်ငွေကြေးကတော့ပုံမှန်ဝင်တယ်ဒါပေမဲ့ကိုယ့်စီမှာဖြစ်ပေါ်လာတဲ့ရုတ်တရက်ဖြစ်ပေါ်လာတဲ့ပြဿနာလေးတွေပေါ့နော်ဥမာမိသားစုအတွက်ပဲဖြစ်ဖြစ်ဒီလိုမျိုးစက်ပစ္စည်းကိရိယာတစ်ခုခုပြတ်တာတို့အဲ့လိုမျိုးရုတ်တရက်ဖြစ်လာတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ငွေကမဖြစ်မနေသုံးစွဲလိုက်ရတာလေးရှိမယ်ပေါ့နော်အဲ့လိုမျိုးအရာတွေအတွက်ငွေကကိုယ့်စီမှာမစုဆောင်းမိတတ်တာမျိုးများဆဆစုဆောင်းမိရင်တော့မှကိုပေါ့နော်ကိုရီးမှန်းထားသလောက်မစုဆောင်းမိတတ်တဲ့အခြေအနေမျိုးဖြစ်တတ်ပါတယ်အဲဒီတော့2026ခုနှစ်မှာဆိုလို့ရှိရင်ငွေကြေးအတွက်ဒီလိုမျိုးအခက်အခဲတွေကိုရင်ဆိုင်နိုင်မှုဆိုလို့ရှိရင်ကိုယ့်ရဲ့ budget plan ကိုသေချာ manage လုပ်နိုင်မှုကအရေးကြီးပါတယ် relationship အပိုင်းမှာဆိုလို့ရှိရင်တော့ပထမဆုံး single တွေအတွက်ပြောမယ်ပေါ့နော် single တွေဒီနှစ်ထဲမှာလက်တွဲပေါ်တယောက်တွေ့နိုင်ပါတယ်ကိုယ့်ဘဝတွေကိုလူတယောက်ဝင်လာမယ်ပေါ့နော်အဲ့ဒီလူက friendship ထဲကလည်းဖြစ်နိုင်တယ်တကယ်လို့ friendship ဓာတ်ရိုက်မဟုတ်ဘူးဆိုလို့ရှိရင်ကိုယ်တငယ်ချင်းကနေတဆင့်မိတ်ဆွေတငယ်ချင်းကနေတဆင့်ပေါ့နော်တီကျွမ်းတဲ့လူမျိုးဖြစ်ပါလိမ့်မယ်အဲ့တော့လည်းပြောမယ်ဆိုလို့ရှိရင် single လေးတွေrelationship ဘဝကိုကူပြောင်းနိုင်မယ်နှစ်ဖြစ်တယ်ပေါ့နော် relationship တွေအတွက်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီနှစ်ကအချင်းချင်းစကားပြောဆိုတဲ့ဟာလေးမှာသတိထားစေချင်ပါတယ်ကိုပြောလိုက်တဲ့စကားတစ်ခုကနေအထိပ္ပယ်ကောက်သွဲပြီးတော့ပေါ့နော်လားလည်မှုလွဲတဲ့ဟာလေးတွေဖြစ်နိုင်ပါတယ်အဲ့တော့တယောက်နဲ့တယောက်ပေါ့နော်အဲ့လိုမျိုးဘယ်ကိစ္စမှပဲဖြစ်ဖြစ်မာနတွေကို short ပြီးတော့နားလည်ပေးလို့ရှိရင်နားလည်မှုနဲ့ဆက်ဆံလို့ရှိရင်ပို့ပြီးတော့အဆင်ပြေနိုင်မယ်ပေါ့နော်မဟုတ်ဘဲနဲ့အဲ့လိုမာနတွေနဲ့နေမယ်သူကိုပြောလိုက်တာတစ်မျိုးသူပြောလိုက်တာတစ်မျိုးအဲ့လိုမျိုးပုံစံနဲ့သွားမယ်ဆိုလို့ရှိရင်တော့တဲ့ဇုံတွဲတွေအတွက်ကနည်းနည်းလေးနားလည်မှုလွဲနိုင်တဲ့အခြေအနေစိတ်အခက်မသိဖြစ်နိုင်တဲ့အခြေအနေတွေနဲ့ကြုံရတတ်ပါတယ်တဲ့
ပြီးတော့နောက်တစ်ခုပြောချင်တာဒီဗီဒီယိုကြည့်နေတဲ့အထဲမှာ Aquarius လေးတွေမဟုတ်ဘဲနဲ့ Aquarius လေးတွေကိုချစ်သူတော်ထားတဲ့လူတွေဆိုလို့ရှိရင်လည်းတစ်ခုပြောပြချင်ပါတယ်အရှိမပြောခဲ့သလိုပဲ Aquarius တွေကလွတ်လပ်မှုကိုအရင်ကြိုက်ပါတယ်သူတို့က freedom နေချင်တာပေါ့နော်အဲ့တော့သူတို့ကိုအရန်ကြီးသွားပြီးတော့ချုပ်ချယ်လို့မရပါဘူးသူတို့ကိုချုပ်ချယ်တယ်ဆိုလို့ရှိရင်သူတို့ကထွက်ပြေးတတ်ပါတယ်သူတို့ကသူတို့ရဲ့အကျင့်စရိုက်နဲ့စိတ်နေစိတ်ထားလေးကိုနားလည်ပေးတဲ့လူဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေရပေါ့နော်အရှိမပြောခဲ့သလိုပဲသူတို့ကတစ်ခါတလေကြာရင်သူတို့ရဲ့စိတ်ခံစားချက်တွေကို 100% ထုတ်မပြတာမျိုးတွေရှိတတ်ပါတယ်အဲ့လိုမျိုးဆိုလို့ရှိရင်တစ်ဖက်လူကလည်းနားလည်မှုလွဲနိုင်တယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့တစ်ဖက်လူက Aquarius ဖြစ်နေရဆိုလို့ရှိရင်သူတို့ရဲ့အကျင့်စရိုက်လေးတွေကဘယ်လိုရှိတတ်တယ်ဆိုတဲ့ဟာကိုသိချာနားလည်ထားဖို့တော့လိုပါလိမ့်မယ်အဲ့ဒါမှလည်းသူတို့ရဲ့စိတ်ကိုနားလည်နိုင်မှာပေါ့နော်ကျမ်းမာရေးအနေနဲ့ကတော့2026ခုနှစ်မှာထူးထူးကြီးမားမားကျမ်းမာရေးပြဿနာတော့မရှိဘူးဒါပေမဲ့အရှိမကျွန်မပြောခဲ့သလိုပဲအလုံးနဲ့ပတ်သက်ပြီးတော့ stress တွေ pressure တွေများတဲ့ကိစ္စတွေရှိလိမ့်မယ်အဲ့တော့အဲ့ဒီ stress တွေ pressure တွေများတာနေဆက်ပြီးတော့ဒီခေါင်းကိုက်တာတို့နောက်တစ်ခုကအစာအိမ်ပေါ့နော်အစာအိမ်ဆိုတဲ့ဟာကလည်းစိတ်နဲ့ဆက်နေရလေအဲ့တော့စိတ်ကအဆင်မပြေလို့ရှိရင်ဒီအစာအိမ်ပြဿနာတွေပါဆက်ပြီးတော့ဖြစ်လာတတ်ပါတယ်အဲ့တော့စိတ်နဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့ကျန်းမာရေးပြဿနာလို့ပဲပြောလို့ရတယ်စိတ်ဆိုတာကဒီ stress များတဲ့ pressure များတဲ့စိတ်ကိုပြောတာနော်အဲ့တော့ဒီလိုမျိုးကျန်းမာရေးပြဿနာလေးတွေကနေကာကွယ်နိုင်အောင်လို့မလို့စိတ်လေးအေးချမ်းအောင်ထားပေးပါဖြစ်နိုင်လို့ရှိရင် meditation လေးလုပ်ပေးပါပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီ2026ခုနှစ်မှာကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီးတော့ဘာမှထွေထူးဆိုရင်စရာရှိမှာမဟုတ်ပါဘူးအဲ့တော့ overall ခြုံပြောရမယ်ဆိုလို့ရှိရင်2026ခုနှစ်မှာ Aquarius လေးတွေအပြောင်းလဲတွေအများကြီးကြုံရပါလိမ့်မယ်အဓိကတော့အလုပ်အကိုင်အပြောင်းလဲကြုံရပါလိမ့်မယ်အဲ့ဒီကြုံလာတဲ့အပြောင်းအလဲနဲ့ပတ်သက်ပြီးတော့ပဲကိုကစိတ်ရှုပ်စရာလေးတွေpressure များတာတွေဖိအားများတဲ့ပြဿနာလေးတွေတော့ကြုံပါလိမ့်မယ်ဒါပေမဲ့အဲ့ဒါတွေအရာအလုံးကိုကြော်ဖြတ်ပြီးသွားလို့ရှိရင်ကိုကကိုယ့်ရဲ့အလုပ်ကိုင်မှာပဲဖြစ်ဖြစ်ဌာနတွင်းမှာပဲဖြစ်ဖြစ်ကိုပိုင်အလုပ်မှာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုဩဇာအာဏာကြီးမားလာတာတွေဖြစ်ပါလိမ့်မယ်ကိုပိုင်အလုပ်လုပ်တဲ့လူတွေဆိုလို့ရှိရင်လည်းကိုယ့်ရဲ့စိတ်ကူးညံကိုယ်ရင်ကိုယ်တလောက်အောင်မြင်မှုတွေရရှိလာပါလိမ့်မယ်ငွေကြေးပိုင်းကတော့တေချာစစ်စစ်သုံးစွဲဖို့လိုပါလိမ့်မယ်ဝင်ငွေနဲ့ထွက်ငွေမျှအောင်ချင့်ချိန်ပြီးသုံးစွဲရမယ်ဆိုလို့ရှိရင်တော့ဒီပေါ်တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာတွေရှိလာမှာမဟုတ်ပါဘူးအခြေရေးပိုင်းမှာဆိုလို့ရှိရင်တော့လက်တွဲပေါ်မရှိသေးတဲ့သူတွေကဒီနှစ်ထဲမှာလက်တွဲပေါ်တယောက်ကိုယ့်ရဲ့ဘဝထဲဝင်လာပါလိမ့်မယ်တကယ်လို့ကို့မှာချစ်သူရှိပြီးသားသူဆိုလို့ရှိရင်တော့တယောက်နဲ့တယောက်နားလည်မှုပေးနိုင်အောင်ကြိုးစားရပါလိမ့်မယ်အဓိကတော့စကားပြောဆိုလေးဆင်ခြင်ရမယ်ပေါ့နော်ဒီစကားပြောဆိုလေးမှားတာနေတစင်နားလည်မှုလွဲပြဿနာတွေရှိတတ်ပါတယ်ကျမ်းမာရေးအပိုင်းမှာဆိုလို့ရှိရင်တော့အဓိကကိုယ့်ရဲ့စိတ်လေးကိုအဆင်ပြေအောင်ထားနိုင်မှုပါပဲစိတ်လေးအဆင်ပြေနေရဆိုလို့ရှိရင်ရန်တဲ့ကျမ်းမာရေးပြဿနာတွေလည်းပေါ်လာဖို့ဆိုတာရန်ခဲရင်ပါတယ်ကျမအခုပြောပြပေးသွားတာလေးတွေကတော့ Aquarius တွေအကုန်လုံးအတွက်ပေါ့နော် overall general hawking လေးတွေဖြစ်ပါတယ်tarot reading မဟုတ်ပါဘူး astrology ဘိုင်းအရာပေါ့နော်အခြေခံရေပူရဖြစ်ပေါ်နိုင်တဲ့ကံကြမ္မာလေးတွေပေါ့နော်အဲ့တော့ကျမတို့တဦးတယောက်ချင်းစီကကံကြမ္မာတွေမတူတဲ့အတွက်ဒီတယောက်ချင်းစီမှာဒီအတိုင်းအတိအကျဖြစ်မယ်လို့တော့ပြောလို့မရပါဘူးကျမတို့ကကိုယ်ကံကြမ္မာနဲ့ကိုလာကြတယ်ကိုလန်းကိုလျှောက်ကြတယ်ကိုအလုပ်ကိုင်နေကိုလုပ်ကိုင်ကြရပါတယ်အဲ့ဒါကြောင့်မလို့ဒီ hawking ဟာ 100% မှန်မယ်လို့လဲကျမအာမခံပါဘူးဒါပေမဲ့general အရာတော့မှန်ပါလိမ့်မယ်နောက်ထပ်ကျမအချိန်ရလို့ရှင် tarot reading နဲ့လည်းကြည့်ပေးပါအောင်မယ်
ဒီနေ့ကျမရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်လည်းကျမဒီ astrology ဘိုင်းနဲ့ spiritual ဘိုင်းနဲ့ပတ်သက်တာတွေ tarot နဲ့ပတ်သက်တာလေးတွေကိုမျှဝေပေးသွားအောင်မှာဖြစ်လို့ကျမရဲ့ channel လေးကို subscribe လုပ်ထားပြီးတော့ notification လေးယူထားကြပါအောင်နော်